康省里的每个人去看病，谁敢多表情？今天早上听你们的白马儿，小林觉得身体不舒服，小林过来没伊么的看啥你啊？他头疼，肚康盖你的，还有点儿发烧，奶奶嘞骗你的耶。妈妈带他去医院看医生，每个都过，谁有马上哦？多表不可多比的。医院里的人不少，谁有吗？路门内部，他们等了一会儿，嘟嘟看到老上来呀，医生见了小林，亲切地问：“ဆရာဝန်က小林ကိုတွေ့တဲ့အခါမှာရင်းနှီးနှီးမေးတယ်။你怎么了？မင်းဘာဖြစ်တာလဲ။哪里不舒服？ဘယ်နာကနေမကောင်းဖြစ်လို့လဲ။小林说，小林ကပြောတယ်။我头疼，ကျွန်တော်ခေါင်းကိုက်နေတယ်။身子也疼，လည်ပင်းလည်းနာနေတယ်။醫生給小林檢查了一下，ဆရာဝန်က小林ကိုစစ်ဆေးလိုက်တယ်။然後說ပြီးရဲ့နောက်မှာပြောတယ်။你感冒了，မင်းမိသွားတာပဲ။需要多喝水，ရေများများတောက်ပါ多休息，များများနာယူဖို့လိုအပ်တယ်။醫生給小林ဆရာဝန်က小林ကိုပေးရဲ့開了2針藥分ဆေးစာ2ဆောင်ရေးပေးလိုက်တယ်။他說ဆရာဝန်ကပြောတယ်這種藥ဒီဆေးက一天吃3次，တစ်နေ့ကို3ချိန်တောက်ပါ饭后吃，他们沙比马倒吧。妈妈对医生说：“阿米嘎西亚文过表嘞，谢谢医生，记住的马西亚文，我们会注意的。这马路的地他吧没。”回到家以后，一边要毕业闹马肉，小林喝了药就去睡觉了。小林睡到比如 A 来的，希望他早日康复。都阿面走，你讲喇叭西路苏到买。ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်